မျိုးသမီးတွေလှုပ်တဲ့နဲ့ကျန်းမာရေးစစ်ဆေးမှု9ခုနံပါတ်1တရင်ကောင်းကင်ဆာစစ်ဆေးမှုအသက်21နှစ်ကနေ65နှစ်အတွင်းအမျိုးသမီးတွေဟာတရင်ကောင်းအရွှဲမေးစစ်ဆေးခြင်းကို3နှစ်တစ်ကြိမ်ခံယူသင့်ပါတယ်တရင်ကောင်းအရွှဲမေးစစ်ဆေးစဉ်အတွင်းဆရာဝန်တွေကတရင်ကောင်းမှာရှိတဲ့ဆဲလ်တွေကိုညင်သာစွာထုတ်ယူပြီးပုံမှန်မဟုတ်တဲ့ကြီးထွားမှုရှိမရှိစစ်ဆေးမှာဖြစ်ပါတယ်အသက်30နဲ့အထက်ဆိုရင် HPV စစ်ဆေးမှုနဲ့ပေါင်းပြီး9နှစ်တစ်ကြိမ်စစ်ဆေးလို့ရပါတယ်။ HPV ဗိုင်းရပ်စ်ဟာတရင်ကောင်းကင်ဆာဖြစ်လာစေနိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။နံပါတ်2ရင်သားကင်ဆာစစ်ဆေးမှုအသက်40ကနေ85နှစ်အတွင်းအမျိုးသမီးတွေဟာတစ်နှစ်တစ်ကြိမ်ဒီစစ်ဆေးမှုကိုခံယူသင့်ပါတယ်။မိသားစုထဲမှာမျိုးဥအိမ်ကင်ဆာသို့မဟုတ်ရင်သားကင်ဆာရှိသူမျိုးရိုးရှိရဲဆိုရင်မမ်မိုဂရမ်စစ်ဆေးမှုကိုအကြိမ်ကြီးပိုများများခံယူသင့်ပါတယ်။နံပါတ်3အယိုးပွားရောဂါစစ်ဆေးမှုအသက်65နှစ်နဲ့အထက်အမျိုးသမီးတွေစစ်ဆေးမှုခံယူသင့်ပါတယ်။မိသားစုမှာအယိုးပွားရောဂါသို့မဟုတ်ရင်ကအယိုးကျိုးအပ်မှုဖြစ်ခဲ့ဘူးတဲ့မျိုးရိုးရှိရဲဆိုရင်တစ်နှစ်တစ်ကြိမ်စစ်ဆေးဖို့ဆရာဝန်ကအကြံပြုလာနိုင်ပါတယ်။အယိုးကျိုးအပ်မှုတဲ့မိသားစုမျိုးရိုးရှိရဲဆိုရင်သွေးဆုံးပြီးအမျိုးသမီးလည်းဖြစ်တယ်ဆိုရင်အယိုးသေးတဲ့အယိုးပါတဲ့သူတွေဖြစ်ရင်ဆေးလိပ်တောက်တာကယ်လ်ဆီယမ်နဲ့ဗီတာမင် D ရှုတဲ့တာကိုယ်လက်လှုပ်ရှားမှုနည်းတဲ့အမျိုးသမီးတွေဆိုရင်အယိုးပွားရောဂါဖြစ်လာနိုင်တဲ့အန္တရာယ်ပိုများလို့ပိုပြီးစောစောစစ်ဆေးသင့်ပါတယ်။နံပါတ်4ဥမကြီးကင်ဆာစစ်ဆေးမှုဥမကြီးကင်ဆာစစ်ဆေးမှုကိုအသက်50မှာစတင်ခံယူသင့်ပါတယ်။ဥမကြီးအတွင်းကိုစစ်ဆေးဖို့စောအိုကနေပြုံထည့်ပြီးမှန်ပြောင်းနဲ့ကြည့်ပြီးတော့စစ်ဆေးမှုပြုလုပ်တာဖြစ်ပါတယ်။ဥမကြီးမှန်ပြောင်းစစ်ဆေးမှုမှာ sigmoidoscopy ကို9နှစ်တစ်ကြိမ်နဲ့ colonoscopy ကို10နှစ်တစ်ကြိမ်စစ်ဆေးမှုခံယူသင့်ပါတယ်။အသက်50အထက်အသက်ကြီးတဲ့လူတွေမှာအများဆုံးတွေ့ရတဲ့ရောဂါဖြစ်ပေမဲ့လူငယ်တွေမှာလည်းတွေ့ရနိုင်ပါတယ်။ဖြစ်နိုင်ခြေများစေတဲ့အန္တရာယ်ရှက်တွေကတော့အသက်ကြီးသူတွေဥမကြီးကင်ဆာမျိုးရိုးရှိတာပူယောင်ယောဂအမြင့်ဓာတ်နည်းပြီးအဆီများတဲ့စားသောက်မှုပုံစံအထိုင်များခြင်းစီးကျိုယောဂအဝလွန်ခြင်းဝမ်းပိုက်ပိုင်းမှာဓာတ်ရောင်ကြီးကူထုံထိတွေ့မိခြင်းတို့ဖြစ်ပါတယ်။နံပါတ်5စီးကျိုသွေးကျိုစစ်ဆေးခြင်းပုံမှန်ကျန်းမာရေးစစ်ဆေးမှုအနေနဲ့အမျိုးအစားနှစ်စီးကျိုယောဂရှိမရှိကိုစီးသို့မဟုတ်သွေးနမူနာနဲ့သွေးတွင်းတကြားဓာတ်စစ်ဆေးသင့်ပါတယ်။ကိုယ်လေးချိန်များနေတာသို့မဟုတ်အဝလွန်နေတဲ့အသက်40နဲ့80အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။အမျိုးအစားနှစ်စီးကျိုယောဂဟာနှလုံးရောဂါဖြစ်စေနိုင်ဖို့အန္တရာယ်များဆုံးအကြောင်းရင်းခံတစ်ခုဖြစ်ပါတယ်။ခံကောင်းတာတစ်ခုကသွေးတွင်းတကြားဓာတ်ကိုထိန်းညှိပြီးပုံမှန်အတိုင်းနေနိုင်လို့ရနိုင်သလိုစီးကျိုအကျိုလက္ခဏာအဆင့်မှာပဲထိန်းလို့ရနိုင်ပါတယ်။ဒါပေမဲ့မစင်ကြင်ရင်တော့ရှည်လက်ဖြတ်တောက်ကူတာရတာမျက်စိကွယ်တာအသက်ဆုံးရှုံးရတာတွေအထိဖြစ်စေနိုင်လောက်တဲ့အထိအန္တရာယ်ကြီးပါတယ်။ဘာပဲဖြစ်ဖြစ်ရေးပါတဲ့ချက်ကြံနေသေးပါတယ်။အဲ့ဒါကတော့အလားပတ်အတွက်ရောကျန်းမာရေးအတွက်ပါအရေးကြီးတယ်။ကိုယ်လေးချိန်ထိန်းသိမ်းရေးပါပဲ။အမျိုးသမီးတွေအနေနဲ့ခန္ဓာကိုယ်ဒုတင်ညွန့်ကိန်း BMI ကိုအမြဲစစ်ဆေးနေဖို့လိုပါတယ်။ရှိသင့်တာထက်ကိုယ်လေးချိန်များနေတာအဝလွန်နေတာဆိုရင်စီးကျိုသွေးတိုးနှလုံးစားတဲ့ယောဂကြီးတွေဖြစ်လာနိုင်ဖို့လမ်းဖွင့်ပေးတယ်လို့ဖြစ်နေနိုင်ပါတယ်။အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေရှင်။